လက်ကဘာဖြစ်သွားလဲ ဟုတ်အယိုးလေးနဲ့အယုံမကိုရဲ့ဘာမှစိုးရင်စရာမရှိတော့ပါ ဒီလက်တကူလို့အယိုးအပ်ရလောက်အောင်မင်းဘာတွေနမောနမဲလုပ်ပြန်ပြီ ဟိုလေကို့မျောနေနဲ့လမ်းလျှောက်နေတော့ကို့ဘာတော့ချမ်းချိန်ပြီးချော်လေးသွားတာ ဟာမင်းကတော့ဖြစ်ရမယ် ကို့စီစိတ်ရောက်နေတာလည်းပါပဲ အေးတော်သေးတာဗောစိတ်ပဲရောက်လို့နမို့ဆိုမင်းရေဝေးပါရောက်သွားလိမ့်မယ်နားလဲလားဟိုမှာမြန်မြန်မှတ်ထားငါလှုပ်ရှုပ်နေဆိုလို့ရှိရင်ငါရှိဘတော်မှဖုန်းမဆက်နဲ့မင်းအိမ်ပြန်ပြီးပတိစိတ်နေလားအဲ့ဒါမင်းတို့အနေနဲ့ကင်းဆုံးပဲနားလဲလား ဟဲ့လူခမရလည်းမားသေးတယ်ခမရလည်းပြန်ပြီးစုနေသေးတယ်တကယ်ဆိုရင်ခမရတောင်းပန်မှာ မင်းက ဟုတ်သူကငလာကိုစိတ်ကန်းလိုက်ပို့ပေးတယ်သူလေ ဒီစမ်းခုနကတော့ခင်ဗျားပြောလိုက်တယ်ကျုပ်ကသူ့ကိုတောင်းတယ် ဟုတ်တယ် ဒီကိစ္စမှာကျုပ်မပါတဲ့အတွက်ကျုပ်သူ့ကိုတောင်းပန်စရာဘာအကြောင်းမှမရှိဘူးကျုပ်မအားတဲ့အချိန်တွေမှာကျုပ်သူ့ကိုအချိန်မပေးနိုင်လို့အပြက်ပြောထားပြီလားအဲ့ဒါကြောင့်ကျုပ်တောင်းပန်စရာမလိုနောက်တစ်ချက်ကျုပ်ကမိမကြီးကိုတောင်းပန်တယ် ဟုတ်ပါတယ်ဟုတ်ပါတယ်ဟိုကိုကလည်းမတောင်းပန်နဲ့မို့တော့ဒါငွေလိုက်ရဲ့ကိုလေကိုဒါမိုးတောက်တဲ့ဟိုငွေလောက်စိတ်အောင်လိုက်ပို့ပေးရလေ